ဒီနေ့မှာတော့ကျွန်တော်ကနိုဝင်ဘာလဆန် Scorpio တွေအတွက်ပေါ့နော်။ ခေါ်စံလေးကိုဖတ်ကြားလို့မှဖြစ်ပါတယ်ဗျ။နှောင်းနဲ့ခက်ပြီးကိုဖတ်ကြားမယ်ပေါ့နော်။နှောင်းနေနဲ့ပေါ့နော်။လူငွေကန်နေစကြတာပေါ့။လူငွေနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ဒီScorpio အနေနဲ့ပေါ့နော်။နိုဝင်ဘာလမှာငွေကန်လူငွေကန်ပိုင်းမှာပေါ့နော်။အဆင်ပြေနေတဲ့ဆိုတော့လူတွေတွေ့ရတယ်။ခုနကပတ်သက်ပြီးတော့ပေါ့နော်။ပြောမယ်ဆိုရင်လူကိုယ့်ပေါ်မှာဒီချာလေးကိုကိခိုင်းမဲ့သူတွေပေါ့နော်။မိတ်ဆွေမှန်နေတယောက်ထပ်ပို့ပြီးရှိနေတတ်တယ်ပိုင်ဆိုင်တတ်တယ်ပေါ့နော်။ဒီလိုထားမျိုးလေးတွေ့ရတယ်။ဒီလူတွေစီကလည်းပေါ့နော်။ကိုယ့်အတွက်ပြောမယ်ဆိုရင်ငွေကြေးရတော့လည်းကောင်းဒီ physically mentally အရတော့၎င်းပေါ့နော်ပြောမယ်ဆိုရင်ကူညီပေးနိုင်မဲ့သူတွေပေါ့နော် support ပေးနိုင်မဲ့သူတွေကျွန်တော်တွေ့ရတတ်တယ်ပေါ့နော်ဒီလိုစီကလည်းတော်တော်ပြောသလိုပေါ့နော်ဒီအရာတွေနဲ့ဒီအရာတွေမှာလည်းပေါ့နော်အကူညီရတယ်ဆိုရင်ဘယ်လိုမျိုးပြန်မြင်ပါလဲဒါကြောင့်လည်းပေါ့နော်ပြောမယ်ဆိုရင်ကိုယ့်ရဲ့ပြဿနာတွေဘယ်လိုပဲဖြစ်နေပါစေလူမှုရေးကံပိုင်းမှာအဆင်ပြေနေရကြောင်းပေါ့နော်ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်အကောင်းဆုံးရင်ဆိုင်နိုင်မဲ့ပုံစံမျိုးတွေကျွန်တော်တွေ့ရပါတယ်ဗျကဲဒီတစ်ခုကတော့အခြေပေါ့နော်စကော်ရီတော့အခြေပေါ့အခြေကိုကျွန်တော်ကြည့်တဲ့အခါမှာတော့ပထမဆုံးအနေနဲ့ပေါ့နော်ဒီ single အနေနဲ့ဆက်ပြီးသွားမှာပေါ့နော် single ကိုကျွန်တော်ကြည့်တဲ့အခါမှာတော့ဒီအခြေကန်တော့ဒီပုံမှန်တိုင်းပဲရှိနေတတ်သေးတယ်လို့မြင်နေဒါပေမဲ့ဒီစကော်ပေါ့နော်အမျိုးသားတွေအနေနဲ့ကတော့အခြေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ပေါ့နော်ကစားရတဲ့ရမ်းများနေရမျိုးဒီတွေ့ရတယ်ကိုယ့်ရဲ့ဖြစ်ချင်စိတ်ကိုယ့်ရဲ့လူချင်စိတ်တွေရမ်းများနေတယ်ဒီလိုလို့ပုံမှာပေါ့နော်ဒီ crush တွေပါရှိရမျိုးဆိုရင်အထူးသဖြင့်ယောက်ျားလေးတွေပေါ့နော်ပြောမယ်ဆိုရင် crush တွေပါရှိရမျိုးဆိုရင်ဒီလူတွေနဲ့ပတ်သက်ပြီးကိုယ်ရပေါ့နော်လိုချင်ဆန္ဒပြင်းပြတာတွေကတစ်ဖက်လူပေါ်မှာသွားပြီး pressure တွေပေးမိရတစ်ဖက်လူတွေပေါ်မှာပေါ့နော်သွားပြီးတော့ပေါ့နော်စိတ်ဖိအားဖြစ်စေရမျိုးလေးဖြစ်တတ်တယ်ပေါ့ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုဒီထားဖို့ကြံပေးခြင်းနဲ့နောက်ပြီးတော့ကိုယ့်ရဲ့ crush အနေနဲ့လည်းပေါ့လွဲချော်တတ်တယ်ဆိုတော့ဒီလိုလည်းမြင်ပါတယ်ဗျဒါကြောင့်ဒီလားမှာတော့ဒီ score အနေနဲ့ပေါ့နော်အခြေအနေပတ်သက်ပြီးတိတ်ကမကောင်းသေးတဲ့ဒီထားမျိုးလေးတော့မြင်ပါတယ်မြို့သမီးအနေနဲ့လည်းပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင် single တွေမှာတော့လေနိုင်ငံလေးတော့လေစိတ်ညစ်စရာလေးတွေစမပြေမှုတွေရှိနေဦးမယ်လို့လည်းမြင်နေပေါ့နော်အခြေအနေပတ်သက်ပြီးတော့လည်းစိတ်ညစ်စရာပေါ့လူတွေနဲ့ဆုံတွေ့ရတာစိတ်ကိုတော့ပေါ့နော်တော်တော်လေးကိုစိတ်နှောက်ယှက်ဖြစ်နိုင်မဲ့သူတွေနဲ့ဆုံစည်းရတာမျိုးတွေကျွန်တော်လည်းဒါကြောင့်အခြေအနေပတ်သက်ပြီးကိုယ်တိုင်ကလည်းပေါ့နော်ဒီမှာဆိုရင်တော်တော်လေးကိုစိတ်တက်ကြနေတာမျိုးတွေအခြေအနေပတ်သက်ပြီးတော်တော်မလို့စိတ်ကုန်လာမျိုးတွေဖြစ်နေတတ်တယ်လို့မြင်ပါတယ်ဒီချစ်သူရရှိတဲ့သူတွေအနေနဲ့ပေါ့နော်အခြေအနေပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ဒီသူတို့ပြင် area ဖြစ်နေတဲ့ဒီငယ်တွေပါပေါ့နော် area ဖြစ်နေကြတဲ့ချစ်သူရေးသားတွေနဲ့တစ်ဖက်စီရပေါ့နော်ခုတည်းမထင်ထားတဲ့ပေါ့နော်တင်းစကားကိုကြားတဲ့ဒီလိုကြောင့်လေပေါ့နော်ကိုယ့်ရဲ့စိတ်အခြေအနေမပြေဖြစ်သွားတာတွေဒီခုတည်းပေါ့နော်ဒီတော်တော်လေးကိုပေါ့နော် surprise ဖြစ်စေမဲ့သတင်းမျိုးပေါ့ကောင်းတဲ့သတင်းတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလေးတော့ကြားတယ်ဆိုရင်ဒီမျိုးလေးတော့မြင်ပါတယ်အခြေအနေပတ်သက်ပြီးတော့ဒီ area တွေအနေနဲ့ပေါ့နော်အချိန်ပြေမှုလေးပိုပြီးများနေလိမ့်မယ်လို့မြင်ပါတယ်area မဟုတ်တဲ့ဆက်ဆံရေးလေးအနေနဲ့ပေါ့နော်အခြေအနေပတ်သက်ပြီးတော့ပြောဆိုရင်နားလည်မှုလွဲတာလေးအနေငယ်လွဲတာရှိမယ်နောက်တစ်ခုကတော့ပြောမယ်ဆိုရင်ဒီတစ်ဖက်သူကပေါ့နော်ကိုယ့်ရဲ့မကြိုက်တာတွေကိုမနစ်တဲ့ຢာတွေလောက်တာတွေကြောင့်ကိုယ့်ဘက်ကလည်းပေါ့နော်တစ်ဖက်လူပေါ်မှာစိတ်မရှိတာတွေပေါ့နော်တော်တော်လေးကိုစိတ်ကုန်လာတဲ့အနေအထားမျိုးလေးရရှိပေမဲ့လည်းပေါ့နော်ပြတ်တောက်သွားတဲ့ဆက်ဆံရေးမျိုးတော့မတွေ့သေးဘူးပေါ့နော်ဒါပေမဲ့ပြောမယ်ဆိုရင်စိတ်ခက်မသိစရာလေးတော့ကြောတတ်တယ်ဆိုတဲ့အနေအထားမျိုးလေးကိုမြင်ပါတယ်အိမ်တော်တွေပေါ့နော်အိမ်တော်တွေနဲ့အနေနဲ့ scoring အနေနဲ့ပေါ့နော်အိမ်တော်တွေကတော့တွေတော့မရှိပေမဲ့လည်းပေါ့အိမ်တွင်းရဲ့အဆင်မပြေမှုတွေအိမ်တွင်းရဲ့ဆိုတာတဲ့ဒီအပြင်ကအဆင်မပြေမှုတွေကပေါ့နော်အိမ်တွင်းရဲ့ကိုသွားပြီးတက်ရောက်တာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်ကိုယ့်ရဲ့အပြင်ကအလောက်ကပေါ့နော်အကူမှုတွေကြောင့်ကိုယ့်ရဲ့အိမ်လေးမှာသွားပြီးကိုယ်တိုင်ကပြောမှဆိုရင်ကိုယ့်ရဲ့ဒေါသတွေစိတ်မပြေလည်မှုတွေကိုအိမ်လေးကိုသွားပြီးပုံချမိတတ်တယ်ပေါ့နော်ဒီလိုနေထားမှုလေးကမြင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုအတတ်တိုင်ကထိန်းဖို့လိုတယ်နောက်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုလည်းပေါ့နော်ပြန်ပြီး control လုပ်နိုင်ဖို့လိုအပ်တယ်ဆိုတဲ့ပုံစံမျိုးလေးမြင်ပါတယ်နောက်တစ်ခုပေါ့နော်ငွေကြေးနဲ့စီးပွားရေးကံပါငွေကြေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ငွေကြေးကံမှာတော့လေနိုင်ငံလေးအဆင်ပြေမှုတွေရှိနေတတ်တယ်ပြောမယ်ဆိုရင်ငွေကြေးကံနဲ့ငွေကြေးကံဆိုစီးပွားရေးကံပေါ့နော်အတိုက်ခံများနေမဲ့ကာလလို့ပြောပြီးတွေ့ရတယ်အလုပ်ကံမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်ပေါ့နော်ပြောမယ်ဆိုရင်အတိုက်ခံတွေရမ်းများနေရတယ်တိုင်ခွက်တွေရမ်းများနေရတယ်ဒါကြောင့်ပေါ့နော်ပြောမယ်ဆိုရင်ဒီကိုလွယ်ကူလောက်ရတဲ့အလုပ်တွေမှာတော့ပေါ့နော်အလုပ်လောက်ရတာပြောမယ်ဆိုရင်ကိုယ့်ရဲ့အလုပ်ကိုလိုက်ပြီးနှောက်ယှက်နေတဲ့သူတွေပေါ့နော်ပြောမယ်ဆိုရင်
စက်ညစ်ဘက်အဖွဲ့တွေပေါ့ဒီလိုလူတွေဒီကနေပြီးတော့ပြန်ပြီးရှင်းလင်းနေရတာသူတို့ဒီကနေပြီးတော့ပေါ့နော်ပြန်ပြီးတော့ပြောမယ်ဆိုရင်အနိုင်ယူနေရတာတိုက်ခိုက်နေရတာဒါတွေကြောင့်ပို့ပြီးအချိန်ကုန်ပြင်ပန်းအားမျိုးဖြစ်တဲ့ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်ဒါပေမဲ့လည်းအဆင်ပြေလားမဟုတ်ဘူးအဆင်တော့ပြေရတာမျိုးအခက်ခဲကြားနေပြီးတော့အောင်မြင်တာမျိုးအခက်ခဲကြားနေပြီးတော့အဆင်ပြေသွားတာမျိုးဖြစ်နိုင်မှာပေါ့နော်ငွေကြေးပိုင်းမှာလည်းအတူတူပဲပေါ့နော်ပြောမယ်ဆိုရင်ကိုကိုယ်တိုင်အကျွေးရရရှိရသူတွေအနေနဲ့ပေါ့နော်အကျွေးတောင်းတဲ့ခါမှာနူးနူးရွရွနဲ့မဟုတ်ဘူးကိုယ့်ဘက်ကနည်းနည်းခက်ချမ်းချမ်းလေးနဲ့တောင်းဖို့တော့အကြံပြုချင်တယ်ပေါ့နော်ဒါဆိုရင်တော့ငွေကြေးနဲ့ပတ်သက်ပြီးကိုချင်းကားထားတဲ့အရာတွေအကျွေးတွေပေါ့နော်ပြန်ပြီးတော့ရလာလိမ့်မယ်အနေနဲ့အများပေါ့နော်ပြန်ပြီးရလာလို့ရှိရဆိုတဲ့ပုံစံမျိုးရောမြင်ပါတယ်အဲ့ဒါကတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ကျမ်းမာရေးဘက်မှာတော့တော်တော်လေးကိုညံ့နေတဲ့အနေအထားမျိုးလို့ပို့ပြီးမြင်နေပေါ့နော်ကျမ်းမာရေးဘက်မှာအညံ့နေရှိနေတတ်တဲ့အထူးသဖြင့်ပေါ့နော်လေဘင်းပခုံးဒီစကြောတက်တာတွေဒါတွေဒီကရင်ဆိုင်ရတယ်ခံစားတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒီမကောင်းဖြစ်တာတွေပြောမှဆိုရင်ဒီကြီးကြီးမားမားမဟုတ်ဘူးဆိုရင်တော့ပေါ့နော်ဒီဥမာချောင်းဥပမာပြပြမယ်ဆိုရင်ဒီချောင်းဆိုးတာမျိုးဆိုရင်တော့ပြန်ပြီးတက်တာဝါမယ်စားပေါ့လေချေချောင်းဆိုးနေရမျိုးလေးပေါ့နော်တော်တော်နဲ့မသက်တာပဲနဲ့ဟိုပြောင်းလိုက်ပေါ်လိုက်နေပေါ့နော်တိတ်ဖြစ်သွားတာမျိုးလေးဖြစ်တတ်တယ်ဒါကြောင့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးအထူးသတိထားဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့လေဒီပေါ့နော်ပြောမယ်ဆိုရင်စကော်ရီမှာဒီအမှောင်ပြောခိုင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တိုက်ခိုက်ခံရတာမျိုးလေးကျုံရတတ်တာဖြစ်တဲ့အတွက်ဒီလာထဲမှာတော်တော်လေးသတိထားတဲ့ခါလာလို့ပြောမြင်ပါတယ်နောက်တစ်ခုကပညာရေးပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးဒီကတော့ကောင်းနေသေးရဲ့လို့ပညာရေးကကောင်းနေတဲ့အနေအထားမျိုးလေးတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကိုကိုလိန်နေရလေးအကြောင်းပေါ့နော်ကိုရတဲ့တော့မရဘူးလေးဖြစ်တယ်ဒါပေမဲ့ဆိုကိုတကယ်ပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးလေ့လာတဲ့အခါစီးပူးတဲ့အခါမှာပေါ့နော်ကိုရဲ့မာနတွေကိုရဲ့ပေါ့နော်ကိုတိလွန်တဲ့ဟာတွေဒါတွေကတော့ခဏဖယ်ထားပြီးလေ့လာတာမျိုးလေးလုပ်တဲ့နဲ့ဘာဖြစ်လို့လဲဆိုတော့ပြောမယ်ဆိုဇာတ်ကောင်တစ်ခုလိုပဲပေါ့နော်မပြည့်တော့အိုးဘောင်ဝင်ခက်ဆိုတဲ့အတိုင်းပဲပြောမယ်ဆိုရင်ကိုရဲ့ပေါ့နော်တိလွန်နေတဲ့စိတ်တွေကတကယ်ပညာရေးကိုလေ့လာတဲ့အခါပညာအသစ်ကိုလေ့လာတဲ့အခါမှာပြောမယ်ဆိုရင်အနောက်ရှက်တွေဒါစီဖြစ်စီပေါ့ဒါကြောင့်ကိုရဲ့တိတာတွေအကုန်လုံးဘေးဖယ်ထားပြီးတော့ဘုံကိုယ်ရပေါ့နော်တခြားလေးကိုလေ့လာသိဖို့လိုအပ်နေတယ်လို့မြင်နေပေါ့ကိုရဲ့မာနတွေဒါတွေနဲ့ပတ်သက်ပြီးတော့ဘေးဖယ်ထားပါဒါတွေကလည်းပေါ့နော်ကိုရဲ့ပညာရေးလမ်းကြောင်းပါပေါ့နော်နောက်ချက်ဖြစ်စီတယ်လို့ပို့ပြီးတွေ့ရပါတယ်တလောင်းသာပေါ့နော်ဒီဒါတော့ကျွန်တော်overall energy ပေါ့နော် overall energy ကြည့်တဲ့အခါမှာတော့ဒီလာထဲမှာတော့ပြောမယ်ဆိုရင်ဒီကိုယ့်ရဲ့ပေါ့နော်စသပြောသလိုပေါ့ကိုယ့်ရဲ့ဒီမာနတွေကိုယ့်ရဲ့အတ္တတွေဒါပြီးကိုယ်ကမရိုးသားမှုတွေဒီຢာတွေကြောင့်ပေါ့နော်ပြောမယ်ဆိုရင်ရှေ့ဆက်တင်တော့မရှေ့မဆက်နိုင်တာဖြစ်တတ်တယ်ဒီစီးပွားရေးကိစ္စတွေမှာလည်းအတူတူပဲပေါ့နော်ပြောမယ်ဆိုရင်ဒီအနောက်ချက်တွေရှိမယ်တိုက်ခံတွေရှိမယ်ဒီလိုတိုက်ခံတွေကြောင့်လေပေါ့နော်ပြောမယ်ဆိုရင်ကိုယ်ကကိုယ့်ရဲ့တတိတွေရောနေလာတာတွေကိုယ့်ရဲ့ပေါ့နော်ဒီအလုံးနဲ့ပတ်သက်ပြီးပဲဖြစ်စီဒီပို့ပြီးတော့ချက်ပြောမယ်ဆိုရင်ဒီကိုယ်အလုံးမှာလဲပေါ့နော်ချက်အလုံးခွင်ဒီကိုယ့်ရဲ့အလုပ်ကိုပေါ့နော်ချက်ထွင်ရမယ်အစာကိုယ့်ရဲ့ပေါ့နော်ဒီပြောလားအတိုက်ခံတွေကိုကြောက်နေရတာမျိုးလေးကြောင့်ချက်ထွင်ဖြစ်တာမလုပ်ဖြစ်ပဲနဲ့ကိုယ့်ရဲ့ပေါ့နော်ဒီ comfort zone ထဲမှာပဲဆက်ပြီးနေဖြစ်နေတာမျိုးလေးကြောင့်ဒီလမ်းမှာတော့ဒီသူများတိုးတက်မှုတွေလို့တော့မတွေ့ရဘူးပေါ့နော်ဒါကြောင့်ကိုယ့်ဘက်ကတိုးတက်ခြင်းနဲ့ကိုယ့်ဘက်ကပေါ့နော်ပို့ပြီးတော့အဆင်ပြေခြင်းနဲ့ဆိုရင်တော့ပြောမယ်ဆိုရင်အခက်ခဲတော့ရင်ဆိုင်ရလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီအခက်ခဲတွေကိုရင်ဆိုင်ပြီးရင်တော့ကိုလိုချင်တဲ့ပြောမယ်ဆိုရင်ကားလည်းတစ်ခုတော့ရပါလိမ့်မယ်လို့ပို့ပြီးတော့မြင်နေဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်တော့လုံးစရာရှိအောင်ဆက်ပြီးလုပ်ပေါ့နော်ဒီຢာနဲ့ပတ်သက်ပြီးအနောက်ချက်မဖြစ်အောင်ကိုယ့်ရဲ့ပေါ့နော်ဒီစိတ်တွေမလိုအပ်တဲ့စိတ်တွေပေါ့နော်ဒီအကြောက်တရားတွေဒါပြီးပညာရေးလေ့လာတဲ့အခါမှာလည်းဒီမာနတွေအတ္တတွေဒါတွေအကုန်လုံးကိုဘေးဖယ်ထားပြီးတော့ပေါ့နော်ကိုယ့်ဘက်ကလုံးဝကိုတစ်ခါမှမနဲ့တခြားကြီးတူးသားဖို့လိုအပ်နေတယ်လို့လည်းမြင်နေပေါ့နော်ဒါကြောင့်ဒီလိုလုပ်နိုင်မယ်ဆိုရင်တော့ပုံမှန်လင်းထားတဲ့ဘဝပုံမှန်လင်းထားတဲ့အရာတစ်ခုပေါ့အကြရင်ချိန်လေးမှာတော့ရောက်လာလိမ့်မယ်လို့တော့ဒီမှာပဲဗျကဲဒါကတော့ငွေမလားတစ်လားဆိုတာစပေါ်အတွက် positive လေးပဲဖြစ်ပါတယ်